ကျမရဲ့ MSN Solo Podcast ကပြောပြမယ်သတင်းတိုလေးကတော့ဘယ်လိုခေါ်မလဲရည်ဖို့လည်းကောင်းတယ်နောက်ပြီးတော့သတိထားဖို့လည်းကောင်းတာပေါ့နော်တောင်ကိုရီးယားအတွဲတွေကဲတဲ့အကြောင်းဒါလူမြင်ကွင်းကခြေပြားအချစ်လို့ကျမနာမည်ပေးထားတယ်ဒီကောင်းတဲ့လေးကိုသတင်းတိုရဲ့ကောင်းတဲ့လေးကိုလူမြင်ကွင်းကခြေပြားအချစ်ဒီနေ့ပြောပြမယ့်အကြောင်းကတော့ဒါဒီနေ့ဖြစ်တာမဟုတ်ဘူးနော်ပြီးခဲ့တဲ့10ရက်လောက်တုန်းက GDPC သတင်းမှာကျမနားထောင်ပြီးတော့ဒါလေးကိုရေးမယ်ဆိုပြီးတော့မရေးပြလို့ပေါ့နော်ဒီနေ့သတိရလို့အဲ့ဒီသတင်းလေးကိုပြန်ပြီးတော့တင်ဆက်လိုက်တာပါကျမတို့တောင်ကိုရီးယားမှာဟဲဂျန်ဂူဆိုတဲ့အဲ့အစားအစာတစ်ခုရှိတယ်အဲ့ဟဲဂျန်ဂူဆိုတာဘာလဲဆိုတော့အရက်တောက်ပြီးတော့နောက်နေ့ကြာလို့ရှိရင်အရက်နာကြတာပေါ့နော်အရက်နာကြလို့ရှိရင်ဟဲဂျန်ဂူတောက်လိုက်လို့ရှိရင်အရက်နာကြတာပြည့်တယ်ပေါ့သူကပူနွေးနွေးနဲ့ဆက်လဲဆက်တယ်သူကအမဲသားအယိုးတို့အရွက်တို့အဲ့လိုမျိုးပေါင်းပြီးတော့ဆက်အောင်ချက်ထားတဲ့အရည်လေးပေါ့နော်အဲ့ဒါကိုသူကထမင်းနဲ့ချက်ပြီးတော့အဲ့လိုမစားလို့ရှိရင်အရက်နာကြတာတတရပေါ့နော်အဲ့လိုမျိုးဟဲဂျန်ဂူဆိုင်ဆိုတာရှိတယ်24နာရီလို့ဖွင့်သူကအဲ့ဟဲဂျန်ဂူဆိုင်မှာအဲ့ဒါပေမဲ့ဒီပြဖြစ်တာနေ့လည်ပါရင်ဒီဟဲဂျန်ဂူဆိုင်မှာအတွဲရထမင်းစားတော့ထမင်းစားနေရင်လည်းဒီကောင်မလေးရဲ့မျက်နှာကိုခြေထောက်နဲ့တက်ကလိုက်တက်ပြီးတော့ကောင်လေးရဲ့မျက်နှာကိုသူ့ခြေထောက်နဲ့ပုတ်ပေးနေတာကောင်လေးအကြီးကနားပေါ့နော်ကောင်လေးရဲ့နားကိုသူ့ခြေထောက်နဲ့ပုတ်ပေးနေတာပို့လို့အောင်ကိုကောင်းတာအဲ့ကောင်လေးကငိုနေအဲ့ကောင်လေးကငိုနေတာကိုအဲ့ကောင်လေးချော့တာဘယ်လိုချော့လဲဆိုတော့သူ့ရဲ့ခြေထောက်ကိုအဲ့မျက်နှာနားပေါ့ဒီနေရွက်ကိုသူ့ခြေထောက်နဲ့ပုတ်ပေးပြီးတော့ချော့နေတာဒါကိုဒီတောင်မင်းကျင်ရတယ်ဝိုင်းကြည့်ကြပါလေဟိုအဲ့ဒါကိုလူမျိုးမတော်တဲ့တယောက်ကအဲ့ဒါကိုဗီဒီယိုရိုက်ပြီးသတင်းဌာနကိုပို့တာပေါ့နော်ဒါတချို့တွေကြတော့ဒါပတ်ဝန်းကျင်မှာဖြစ်သိလို့သူကျင်းတဲ့အတွက်မဖြစ်သိလို့ယူဆတဲ့အတွက်ဒါမကောင်းတဲ့အကျင့်တွေပေါ့နော်ကလေးတွေမျိုးတိုင်းလည်းမကောင်းဆိုပြီးတော့ဒီဟာကိုဗီဒီယိုရိုက်ပြီးတော့သတင်းဌာနကိုပို့တယ် JTBC ရဲ့ဒါကိုသတင်းထဲမှာထည့်ပြောတယ်ပေါ့အဲ့အကြောင်းလေးပါအဲ့ဒါသူတို့ပြီးတော့အပြင်ထွက်ပြီးစရိတ်တောက်တယ်စရိတ်တောက်ပြီးတော့အဲ့အပြင်မှာလည်းအဲ့ကောင်မလေးကသူ့ခြေထောက်နဲ့ဒီကောင်လေးရဲ့နားကိုပို့ပေးနေတာပေါ့အဲ့ဒါ9မိနစ်လောက်ကြာတယ်တော်တော်ဆိုင်ထဲမှာလည်းပုတ်ပေးတယ်ဆိုင်ပြင်မှာလည်း9မိနစ်လောက်ကြာမှထပ်ပြီးတော့ပုတ်ပေးတာ။အဲကြောင့်ကျမကနာမည်ပေးလိုက်တယ်လူမြင်ကွင်းကခြေပြားရဲ့အချစ်ပေါ့။အချစ်ဆိုတာဘယ်လိုချစ်ရမလဲဘယ်လိုကျင့်တာရမလဲဘယ်လိုယူရမလဲဆိုတာတော့စီးမြင်တော့မရှိဘူးပေါ့နော်။ဒါပေမဲ့ဒီလူကြားသူကြားထဲမှာခြေထောက်နဲ့ကိုယ်ကောင်လေးမျက်နှာကောင်လေးရဲ့နားကိုပေါ့နော်ခြေထောက်နဲ့ပုတ်ပေးနေရတော့ဒါတော့ကြည့်လို့မကောင်းလို့ထင်ပါတယ်။ဒီလိုလောက်တာပတ်ဝန်းကျင်အတွက်အဆင်ပြေဘူးလေ။ဒီပေးနေတာကချစ်ချင်းမြတ်တာအတွက်ခြေထောက်တွေတိတ်မသုံးရပါနဲ့လို့သုံးလို့ရှိရင်သတင်းနဲ့အထိပါလာတတ်တယ်ဆိုတဲ့အကြောင်းကိုကောင်လေးကိုနားလေးကိုခြေထောက်ထိုးမထည့်ပဲနဲ့စကားရင်းနဲ့ပဲပြောကြပါလို့ကျေးဇူးအများကြီးတင်ပါတယ်ဒါကျွန်မနေ့တိုင်းဒီထူးခြားတဲ့အဖြစ်လေးတွေရည်တရားလေးပြင်ဖြစ်နေနောက်ပြီးတော့ဒီအရာသွေးမှုလေးပြင်ဖြစ်ပဲပေါ့နော်ဒီထူးခြားတဲ့သတင်းတူလေးတွေကိုနေ့တိုင်းတင်ပြအောင်ပါဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် MSN Korea News Channel Podcast ပါရှင်ဒါမှရှိမို့ပါ